သူတွေဆိုတာမဖုံးနိုင်အောင်တည်တာခဲ့တဲ့ရတနာပူနဲ့ရှိန်တင်သူလက်ရှိမှာပူပူနွေးနွေးကယ်ဒမီရထားတဲ့မင်းသမီးရတနာပူကတော့အနုပညာတက်တန်တခြားမှာချစ်သူရေးစားရှိတာတခါမှမကြဘူးပါဘူးရတနာပူဟာအနုပညာပြုကင်းကတစိမ့်မင်းသမီးဖြစ်လာတာ10နှစ်ကျော်ပြီဖြစ်ပြီးနာမည်ပြလုံးဝမရှိတဲ့မင်းသမီးတလက်ပါအကယ်ဒမီပေးပွဲကြီးမှာတော့ရတနာပူဟာတက်သက်ဆမင်းသားအသေးရှိန်တင်သူနဲ့ချစ်သူဖြစ်နေတဲ့ဆိုတာသိချသွားခဲ့ပါတယ်ပြီးခဲ့တဲ့တစ်နှစ်လောက်ကတည်းကရှိန်တင်ထူနဲ့ရတနာပူဟာစကားတကားမှာအတူတူတရုံဆောင်ကြရင်အတွဲညီလိုပြည်သက်တွေကပေးစားကြပါတယ်။အဲဒီနောက်သိမကြခင်မှာပဲရတနာပူနဲ့ရှိန်တင်ထူတို့ရဲ့ခီးသွွားထားတဲ့ post တင်ထားတဲ့တပ်ပုံတွေရဲ့နေရာတွေကတူနေပြီး caption ကလည်းအချစ်နဲ့လူရေးတာတူနေခဲ့ပါတယ်။တပ်ပုံထဲမှာကနှစ်ယောက်တူတွဲရိုက်ထားတာမဟုတ်ပေမဲ့ရိုက်တဲ့နေရာရှုကင်းနေနေတောက်တဲ့အေးကစားတူနေတာကြောင့်မလို့ပြည်သက်တွေကရိပ်မိသွားခဲ့တာပါ။အဲ့ဒီအချိန်တွေကသူတို့ကိုချစ်သူတွေဆိုတာပြည်သက်တွေကတီးခဲ့ပေမယ့်သူတို့ကတော့ဝန်မခံခဲ့ကြပါဘူး။ဖေဖော်ဝါရီလ9ရက်နေ့ကအကယ်ဒမီပေးပွဲမှာတော့ရတနာဘုတ်အကယ်ဒမီရတဲ့အချိန်မှာရှိန်တင်သူကဝမ်းသာလို့မျက်ရည်ကျနေခဲ့ပြီးရတနာဘုတ်ကိုတခြားမင်းသားတွေဖတ်မှာဆိုလို့ရတနာဘုတ်ရဲ့ထိုင်ကုန်နားမှာပဲရက်ဆောင်နေခဲ့ပါတယ်။အကယ်ဒမီရတဲ့ရတနာဘုတ်ကမငိုပဲရှိန်တင်သူကငိုနေတာကြောင့်သူတို့ကချစ်သူဖြစ်နေတယ်ဆိုတာသိချသွားစေခဲ့တာပါ။